MBA Master of Business Administration ကိုဘွဲတစ်ခုတည်းလို့မြင်နေရင်တော့မှားသွားပါလိမ့်မယ်ကျွန်တော်ရဲ့အတွေ့အကြုံအရ MBA ဆိုတာမိမိဘဝကိုပြန်တန်မိုးထားဖို့လှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်တကယ်တော့ MBA ဘွဲတစ်ခုဟာတင့်ရဲ့အတွေးခေါ်နဲ့ခေါင်းဆောင်မှုစနစ်ကိုလုံးဝပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်ဒီနေ့မှာတော့ MBA တက်တဲ့အဓိကအကြောင်းရင်း၃ချက်ကိုမျှဝေပေးခြင်းပါတယ်ကိုယ်ပိုင်အတွေးခေါ်ကိုပြန်လည်တည်ဆောက်ပေးတယ်အောင်မြင်တဲ့ခေါင်းဆောင်ဆိုတာပညာတတ်တဲ့သူမဟုတ်ပါဘူးစဉ်းစားတတ်တဲ့သူပါ MBA ကနည်းပညာငွေကြေးစီမံခန့်ခွဲမှုတွေကိုပေါင်းစပ်ပြီးတော့တဲ့ဆုံးဖြတ်ချက်တွေမှာနည်းစနစ်တွေရှိလာအောင်သာမက theory နဲ့လက်တွေ့ကိုပါပေါင်းစပ်ပြီးအသုံးချနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်ဒါကပထမဆုံးသင်ရရှိမဲ့တန်ဖိုးပါနံပါတ်1ပြဿနာဖြေရှင်းမှုအမြင်တိုးတက်လာတယ်ပြဿနာတစ်ခုကိုဖြေရှင်းလိုက်ပြီးတာနဲ့နောက်ထပ်ပြဿနာတစ်ခုထပ်မံပေါ်လာတဲ့စဝိုင်းလေးကနေသင်လွတ်မြောက်နိုင်တယ် MBA ကိုသင်တဲ့အခါမှာအရာအလုံးဟာဆက်ဆက်နေတယ်ဆိုတာနားလည်သွားလိမ့်မယ်လူဈေးကွက်ငွေကြေးအချိန်နည်းပညာတွေကိုတပြိုင်နက်တည်းတွေးတက်လာပြီးတော့ပြဿနာတွေကိုတစ်ဖက်တည်းမမြင်တော့တဲ့ခေါင်းဆောင်တစ်ယောက်အဖြစ်ပြောင်းလဲပေးနိုင်တယ်နံပါတ်3မိမိအသင်းအဖွဲ့နဲ့အတူပုံမကောင်းမွန်တဲ့ရလဒ်တွေကိုဖန်တီးလာနိုင်တယ် leadership ဆိုတာကမိမိတဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲနဲ့အသင်းအဖွဲ့အတွက်ဖြစ်ပါတယ် MBA ကအသင်းကိုတစ်ယောက်တည်းအောင်မြင်ဖို့သင်ပေးတာမျိုးမဟုတ်ဘဲနဲ့မိမိအသင်းအဖွဲ့သားတွေရဲ့အမြင်ကြီးမှန်းချက်တွေကိုပါတန်ဖိုးထားတတ်စေရန်သင်ကြားပေးထားတာဖြစ်ပါတယ်ဒါတကယ်ခေါင်းဆောင်မှုရဲ့အနှစ်သာရပါပဲ MBA တက်ဖို့ဆိုတာကသင်ရဲ့အတွေးစနစ်ကို upgrade လုပ်ဖို့အနာဂတ်ကိုပြန်လည်တည်ဆောက်ဖို့ပါပဲသင်ယူပါဖန်တီးပါအောင်မြင်ပါ Education for a promised future.